တုံးချနဂရဗေဒပညာရှင်ဆရာရန်နိုင်ကျော် TikTok အကောင့်နဲ့ Facebook အကောင့်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေများအားလုံး2026ခုနှစ်မှာစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီကနေ့ဗီဒီယိုခိုင်မာကတော့2026ခုနှစ်မှာဓနုရာသီဘွားတွေအတွက်ကံကြမ္မာအကောင်းအညံ့တွေကိုအရှိတိုင်းနခဏနီးစနစ်နဲ့တင်ပြဟောပြောပေးသွားမှာဖြစ်ပါတယ်ဒီဇင်ဘာလ16ရက်နေ့ကနေဇန်နဝါရီလ14ရက်နေ့အတွင်းမွေးဖွားကြသူတွေဟာဓနုရာသီဘွားများဖြစ်ကြပါတယ်ဓနုရာသီဘွားတွေအနေနဲ့2026ခုနှစ်အတွင်းမှာအကြီးကဲတွေထံကဒါမှမဟုတ်ရင်မိတ်ဆွေဟောင်းတွေထံကဒါမှမဟုတ်လည်းဖခင်ဖြစ်တဲ့သူတွေရဲ့ထံကနေတော့မှအကူအညီအထောက်ပံ့တွေရတာမျိုးကြုံတွေ့လာပါလိမ့်မယ်အလုတ်ကိုင်းတစ်တွေလုံးရတာမျိုးအိုးရင်အစ်ပိုင်ဆိုင်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်အရှုံရှင်းရှိနေတဲ့မြေခွက်တွေကနေပြီးတော့မှငွေတွေအလုံးကြီးရတာမျိုးတွေအကျိုးအမြတ်နိုင်ရတာမျိုးတွေကြုံတွေ့နိုင်ပါတယ်မိတ်ဆွေများအားလုံးကိုအထူးမှာကြားကျင်တာကတော့မိမိမှာရှိတဲ့ငွေကြေးတွေကိုတခြားသူတွေကိုမချေးပါနဲ့ဆုံးရှုံးတတ်ပါတယ်သူများအတွက်ကိုအာမခံပြီးတော့မှငွေချေးပေးတာမျိုးမလုပ်ပါနဲ့စိုက်ပြီးတော့ရောရတာမျိုးစိုက်ပြီးတော့ပေးရတာမျိုးပြဿနာတက်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်အဲ့ဒီချက်ကိုတော့ဆရာကအထူးပဲမှာကြားနေပါတယ်ငယ်ရွယ်တဲ့သူတွေအနေနဲ့ကတော့အချစ်ရေးအိမ်တော်ရေးမှာတယောက်နဲ့တယောက်နားလည်မှုတိဆောက်ပြီးတော့မှတာယာတဲ့အိမ်တော်ရေးတစ်ခုကိုတိဆောက်တင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်လို့အထူးမှာကြားလိုတာကတော့ကိုယ်တိုင်နဲ့ကျမ်းမာရေးညံ့တတ်တယ်လို့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေထဲမှာလည်းကျမ်းမာရေးညံ့သွားတဲ့သူတွေကြုံတွေ့နိုင်ပါတယ်အသေးယောဂသွေးတိုးယောဂတွေလည်းဖြစ်တာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့လို့2026ခုနှစ်မှာဓနုရာသီဘွားတွေအနေနဲ့ကျမ်းမာရေးကိုအထူးကူးဆိုင်ဖို့အတွက်လိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့2026ခုနှစ်မှာမိမိရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအခြေရေးအိမ်တော်ရေးကိစ္စတွေပါဝင်ပေါ့နော်တခြားကိစ္စတွေအားလုံးကိုတိတိကျကျနဲ့သိနေဆိုရင်တော့ဆရာရဲ့ဖုန်းနံပါတ်4255264ကိုဆက်သွယ်ပြီးတော့ဖြစ်စီဘိုင်ဘာကပဲဖြစ်စီ Messenger ကပဲဖြစ်စီဆက်သွယ်ပြီးတော့မှမေးမြန်းနိုင်ပါတယ်မိတ်ဆွေများအားလုံး2026ခုနှစ်တည်မင်္ဂလာအခါသမယမှာစသရရအစဉ်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်